ပြမ သတ္တဝါပေါင်းတို့သည် သတ္တဝါပေါင်းတို့ ကျွန် သည် ုပ်တို့ ကျွန်ုပ်တို့ မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသ အာ ကြီး ဂါနှင့် အာကစားနှင့် ကာယပညာဥဒိဌာန အာရပညာဦးစီးဌာန လူကြီးမြတ်များနှင့်တကွာ ဒီနည်းများနဲ့တကွာ ဘုရားမိသားစုအားလုံးတို့ အားလုံး ယ ကို နေ့ယခု ယနေ့ယ လူ ခု ရပြုလုပ်သော ဉာဏ်ပြုလို့တော့ ကုသိုလ်ကောင်းမှု ကုသိုလ်ကောင်းမှု အစုတို့၏ သူတို့၏ အဖို့ဝါကကို ဘာက ဖြစ်လျာ ဖြစ်လေရာ ဘုံဘဝမှာ ဘုံဘဝမှာ ဇာတိကြသည်ဖြစ် ကြာရည် ၍ ကြာရည် ဝမ်းမြောက်ဝမ်းသာ အမြောက်ဝန္တာ သာဓုသာဓု သာရုသာရု ဟောဆိုနိုင်ကြ ဘော သည် လိုနိုင်ရသည် ဖြစ်ကြပါစေ ပြကြသွားသည် တ ကို ည်း ကြည် ဝမ်းမြောက်ဝမ်းသာ အမြောက်ဝန္တာ သာဓုသာဓု သာရုသာရု ဟောဆိုနိုင်ခြင်းဖြင့် ဘောလိုနိုင်ပြီးတယ် နေကြသော နေကြတော့ ဘုံဘဝမှာ ဘုံဘဝမှာ ရောက်ရှိနေကြသော ရှိနေကြတော့ ပုဂ္ဂိုလ်ပေါင်းတို့သည် ဘောင်းတို့သည် မြင့်မြတ်သော မြတ်တော် ဘုံဘဝသို့ ဘုံဘဝ ရောက်ရှိနိုင်ကြပါစေ ရောက်ရှိနိုင်ကြ မြတ်အာ အလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လော အာ အာ